ပေါ်မှာထိုင်နေတဲ့ဂျပူးတကောင်ကိုကန်ရသွားမှာပဲဖြစ်ပါရဲ့။ကြည့်ရတဲ့လောက်ကငါခေါင်းမပါပဲနဲ့ဖင်မဲပါပါရဲ့ရှင်။ဖင်မဲပါရဲ့ငါယူသူကခေါင်းပေါ်မှာဆွတ်ထားပါရဲ့။ကျမသူ့ကိုနာမည်ပေးလိုက်ပါပြီ။ငါဖင်ကောင်းစု။တိုင်ပါကန်ရတာလေအလုတ်ကိုရှောက်နေရပဲ။ဟိုကစားဒီကစားနဲ့မစားပြန်ဘူးဟဲ့။ဒင်းကလာပြီးရှောက်မှာရီဒီယာမရှိဘူး။အမလည်းစကဲတူဟဲ့ရပါပြီ။နေတို့နေရာကိုလာပြီးတော့ငါဘူးသွင်းပြီလေဘူးသွင်းခံလိုက်ရတာတော့အော်ဖြစ်ဟဲ့နေရာကိုသွားပြီးဟဲ့လောက်တော့စကေတူလည်းမရှိအောင်တိတ်ပြီမကောင်းဆိုပါကြီးတော့နင့်ကိုတစ်ခါချေမုန်းပြီးဟဲ့တုတ်တယ်ဟဲ့ဒီခွေးကတုတ်တာအမလေးလာတုတ်နေတာမသိနိုင်တော့ဟဲ့သွေးရလေကဲတရုံးမလေးကျိုးဆိုရင်မဆိုင်ရုံနဲ့မပြီးသေးဘူးဒီလိုပြောအနံ့ခံကောင်းရသေးတယ်ဘသူပဲပါတက်နေလဲဆိုတော့ချောင်းကြည့်ရသေးတာငါသွေးမရှိအောင်တာတယ်မလုံးနဲ့မလေးပြတ်သွားပြီမလေးတန်ကောင်းလို့ကြံဖျားတက်လိုက်လို့အသက်ပေးရနေလွတ်လာခဲ့တာဟဲ့စိုက်ကလောနမ်းမနေဟဲ့ပြောင်းပြန်ပြစ်ပြီးသွားပြန်ပြီဟဲ့ရှက်နေတော့ကွဲပါပြီပြိလိရှိမှာစစ်ပွဲကြည့်မအောင်ဆိုပါတယ်ငါလက်ကလေမညာတာနေနဲ့ဟဲ့လိုင်းကလိုက်တော့ပို့တော့အခွင့်အရေးနဲ့ကျုံတာအခုကြည့်နေတဲ့ထဲမှာဂိုးသွင်းကောင်းတဲ့မောင်လေးတွေရှိလားကျမဂိုးသွင်းကောင်းရင်ရမ်းကြိုက်တာကျရင် 3 turns ငါဝင်လာမယ်တော့တာပါတယ် spirit one 3နှစ်ချွန်ချင်မှာဖွင့်ဆိုရခါပြည့်သိမ်းဝိုင်းအောင်ဖြည့်ရှင်းငငယ်လေးတို့ကလေကျမအဲ့လက်မေးကြော်နေတာကျမအရင်ကြိုက်တယ်ကလားဟာလက်မေးဒီနေ့လေးအောင်ငါဘာဖြစ်ရှိလို့လဲသူရဲကဝင်လုံးနေတာနင်ကသူရဲကဝင်လုံးနေရနင်သူရဲကဝင်လုံးနေငါအောက်ထုတ်ရှိရလေဟာနင်ကခွေးဆွတ်သွားပြီငါပြေအောင်မလားစူးစားထားရက်တော်ရလီဇန်နဝါရီလရဲ့ Starlight လေးကတော့ဟာလေးရဲ့ Starlight လေးပဲဖြစ်ပါရဲ့ရှင်ရိုးရိုး Starlight ဝင်မယ်ဆိုရင်ဒိုင်မွန်300ကျပ်တင်မှာဖြစ်ပြီးတော့ Premium Starlight ဝင်မယ်ဆိုရင်ဒိုင်မွန်950ကျပ်တင်မှာဖြစ်ပါတယ်ဒီကတော့ရိုးရိုး Starlight လေးပဲဝယ်လိုက်မယ်ပေါ့နော်ဘယ်ရပဲဝယ်ပေါ့နော်ကို Starlight ဝင်ပြီးသွားတဲ့ခါကြလို့ရှိရင်တော့ Gravity တွေ unlock ဖြစ်သွားမယ် Killing Notification တွေ unlock ဖြစ်သွားမယ် Elimination Effect တွေ unlock ဖြစ်သွားမယ် Radiant Kiss ဆိုရဲ့ Starlight ဟာလေးလည်းရရှိအောင်မှာဖြစ်ပါတယ် Starlight ဘောင်ရဲ့ Aura Crystal 300ပါရရှိအောင်မှာဖြစ်ပါတယ် Starlight ဝင်ပြီးသွားဆိုလို့ရှိရင်တော့ဟာလေး Starlight Skin အပြင်ဟိုမှာဟာလေးရဲ့ရုပ်ထုတွေပြောလို့ရှိရင်ဟာလေး Starlight ရဲ့ Painted Skin တွေအပြင် Daily Test တွေလုပ်ရင်းနဲ့သူပြထားတဲ့ Level Alive Reward တွေကိုရရှိအောင်မှာဖြစ်ပါရဲ့ရှင် Interactive FS Twice Pack ဆိုတဲ့ပုံလေးလည်းပေါင်းလာအောင်မှာဖြစ်ပါတယ် Premium Starlight ဝယ်မယ်ဆိုလို့ရှိရင်တော့ရိုးရိုး Starlight မှာရရှိတဲ့ Reward တွေအပြင်ဟိုမှာချက်ချင်း Level 15ကိုရောက်ရှိပါမယ် Plus 30% Starlight Point တွေကိုလည်း Starlight Test ကနေပြီးတော့ရရှိအောင်မှာဖြစ်ပါတယ် Premium ဝယ်တဲ့သူဆိုလို့ရှိရင် Name Color မှာ Starlight Color လေးတွေနဲ့ပြောလို့ရှိရင်နောက်တစ်မျိုးအခုအသစ်ထပ်ပေါ်လာတဲ့ Wukong Flame ဆိုတဲ့ဒီ Name Color အသစ်လေးကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီ Wukong Flame ဆိုတဲ့ Name Color လေးကတော့တစ်လပိုင်း2ရက်ကနေပြီးတော့တစ်လပိုင်း22ရက်နေ့အတွင်းသာအကျုံးဝင်မှာဖြစ်ပါတယ်နောက်ပြီးတော့ Starlight Lucky Box ကိုလည်းကို့မှာ Diamond ရှင်ဖောက်လို့ရပါသေးရဲ့နော်နောက်ပြီးတော့ဟာလေးရဲ့ Painted Skin ကိုလည်း Diamond 100နဲ့ရှိအောင်နဲ့ဝယ်လို့ရအောင်မှာဖြစ်ပါတယ်ရှင်ပရိသတ်ကြီးတို့ကဝယ်ပြီးသွားလား comment ထဲမှာမှန်းခဲ့အောင်နော်